မြေရင်းတစ်ခုတောင်မပေါ်စေဘဲတစ်ပင်ပေါင်းတန်း80လောက်ပြပြဝတ်သွားခဲ့တဲ့ပောက်ကွဲမှုကြီး1908ခုနှစ်ဇွန်လတုန်းကစိုက်ဘေးရီးယားကောင်းကင်ယံမှာအေယာမမီးလုံးကြီးတစ်လုံးဖြတ်ပြန်သွားခဲ့ပါတယ်။မကြာခင်မှာပဲလူသူမနီးတဲ့တွန်ကတ်စကာတောနက်ကြီးထဲမှာပြင်းထန်တဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့တာပါ။ဒီပောက်ကွဲမှုဟာမိုင်ပေါင်းရာချီဝေးတဲ့အရက်ဒေသတွေအထိတုန်ခါသွားစေလောက်အောင်ပြင်းထန်ခဲ့ပါတယ်။မျက်မြင်တွေ့သူတွေကတော့အပူရှိန်တွေအရက်မြင့်တက်လာပြီးကောင်းကင်ကြီးတစ်ခုလုံးမီးလောင်သလိုရဲရဲညီသွားတယ်လို့ဆိုကြတယ်။ဥရောပတခွင်ကညဘက်ကောင်းကင်တွေမှာလည်းအဲ့ဒီနောက်ပိုင်းရက်အတော်ကြာတဲ့အထိလင်းထိန်နေခဲ့တာပါ။ဒါပေမဲ့ပောက်ကွဲမှုဖြစ်တဲ့ဗဟိုချက်စီကိုသုတေသနအဖွဲ့တွေရောက်ဖို့နှစ်ပေါင်း20နီးပါးအချိန်ယူခဲ့ရပါတယ်။သုတေသီတွေကတော့အေးခဲနေတဲ့အဲ့ဒီမြေပြင်ပေါ်မှာအကြီးစားမြေချိုင်ကြီးတစ်ခုကိုတွေ့ရမယ်လို့ထင်ထားခဲ့တာပါ။တကယ်တမ်းမှာတော့ကျေပြောလာတဲ့တောအုပ်ကြီးတစ်ခုလုံးမြေပေါ်မှာပြဝတ်နေတာကိုပဲတွေ့ခဲ့ရပါတယ်။တစ်ပင်တန်းပေါင်းများစွာဟာဗဟိုချက်ကနေအပြင်ဘက်ကိုစက်ဝိုင်းပုံစံရိုင်လဲပြိုကျနေခဲ့တာပါ။ထူးဆန်းစွာပဲဗဟိုချက်နာကတစ်ပင်တချို့ကမီးကျွမ်းနေပေမဲ့မလဲပဲမမတ်ကြီးကျန်နေခဲ့ပြန်တယ်။ပညာရှင်တွေကဥက္ကခဲဒါမှမဟုတ်ကျေတကွန်ကထွက်လာတဲ့အပိုင်းအစတွေကိုအသေးအတန်ရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကနေဥက္ကခဲအကျွင်းကြံလို့အတီးပြုတ်နိုင်တာဘာတစ်ခုမှရှာမတွေ့ခဲ့ပါဘူး။အခုခေတ်သီအိုရီတွေရတော့အဲ့ဒီအရာဟာမြေပြင်ကိုမရိုက်ခတ်ခင်လေထုထဲမှာတင်ပောက်ကွဲသွားခဲ့တာလို့ယူဆကြပါတယ်။သူကစိုက်ဘေးရီးယားတောအုပ်ကြီးကိုဖျက်ဆီးခဲ့ပြီးနောက်ဘာချေယာမှမကြံပဲပျောက်ကွယ်သွားတော့တာပါပဲ။